ဒီဗီဒီယိုဖိုင်ကတော့ set06 လို့ခေါင်းစဉ်တက်ထားတဲ့ EP ရဲ့ question တစ်စုံတည်းက key ပုဒ်စာ20ကိုရှင်းပြပေးမှာဖြစ်တယ်။နံပါတ်1ကနေ2ထိက down ကရိမှုပိုကိုအောက်ပါပုံကိုကြည့်ပြီးမန်နွန်းဌာနနာမှန်ကန်တဲ့စကားလုံးဖြစ်စေမွန်ချန်ကိုစာကြောင်းကိုကိုရိုရှိရှိကိုရွေးချယ်ပါ။1ကနေ2ထိကတော့ပေးထားတဲ့ပုံလေးကိုကြည့်ပြီးတော့မှန်ကန်တဲ့ဝေါ်ဟာရသို့မဟုတ်မှန်တဲ့စာကြောင်းကိုရွေးပေးရမှာဖြစ်တယ်။နံပါတ်1မှာပုံလေးတစ်ပုံပေးထားတယ်။ဘာမှမသိသေးဘူး။ပြီးဘေးနာမင်းလေးနဲ့တိုက်ပြီးဖြည့်ကြည့်မယ်။နံပါတ်1ရှိကဲနိုင်ဒါနိုင်တော့ငါမဟုတ်ဘူး။နံပါတ်2ဓာလျော့ဆိုတာပြက်ကတိန်အောင်ပြောတာနော်ပြက်ကတိန်မဟုတ်ဘူး။နံပါတ်3အကြာဆိုတာကြတော့ပေါင်လေးပေါ့နော်ဓာတ်ပုံထည့်လို့ရတဲ့ပေါင်ပြီးလို့ချင်းပတိကားလေးတွေထည့်လို့ရတဲ့ပေါင်ပြီး certificate လေးတွေထည့်လို့ရတဲ့ပေါင်ဒါလေးကိုပြောတာနော်ဒီပေါင်ဓာတ်ပုံပေါင်လို့မဟုတ်ရင်ပတိကားပေါင်လို့မဟုတ်ရင်ဒီကျွန်တော်ပြောတဲ့ အော်လက်မှတ်လေးထည့်တဲ့ပေါင်ပေါ့အဲ့ဒါကိုအကြာလို့ပြောတယ်နော်အဲ့တော့ပြန်နံပါတ်3နံပါတ်4ကတော့ပြောကြည့်ဆိုတာနိုင်ငံကတ်ဆက်ကူလို့အဓိပ္ပာယ်ရပါတယ်ကိုရီးယားမှာတော့အခန်းထဲမှာသူတို့နိုင်ငံတွေဆိုရင်စေးတောက်ထားတဲ့သူကဒီအလှစင်နဲ့ဒီနိုင်ငံကတ်ဆက်ကူတွေကတ်တာများတယ်နော်ဒီမှာတော့အပြည့်နံပါတ်3ဝေနံပါတ်2ကိုသွားကြအောင်နံပါတ်2ဘာလုပ်နေလဲလူတယောက်ပေါက်တူးလေးနဲ့ဒီမှာပေါက်နေတယ်ဝေနံပါတ်1နှုံနုမဲကိုဣစွန်နေတာနှုံဆိုတာလေကွင်းမဲသားတော့ဒီမှာကျွန်တော်ကတော့ဒီမဲသားအချိန်မှာတော့တိုင်စီးပြီးတော့အတိတ်ပဲရခဲ့တယ်ဒီမှာတော့အဲ့ဒီအတိတ်ပဲမဟုတ်နော်နှုံနုမဲသားဆိုတာလေကွင်းကိုသွားမျက်ပင်တွေပေါင်းပင်တွေရှင်းလင်းနေပြီဆိုအတိတ်ပဲရတယ်နော်နှုံနုမဲကိုဣစွန်နေတာလေကွင်းကိုမျက်ပင်ပေါင်းပင်ရှင်းလင်းနေဒါမှမဟုတ်လေလေကွင်းကိုပေါင်းပင်ပေါက်နေတယ်ဆိုတာရတယ်နော်ပေါင်းပင်ဆိုတာကြတော့ကိုစိုက်ထားတဲ့ကိုစနစ်တကျစိုက်ထားတာမဟုတ်တဲ့အလေးကျအပင်တွေပေါင်းပင်လို့ခေါ်တယ်နော်။နှုံလူမဲကိုဣစွန်တွေကလေကွင်းကိုမြက်ပင်ပေါင်းပင်ပေါင်းတယ်။နံပါတ်2နှုံနဲ့ဗီဒီယိုလူကျူကိုဣစွန်တွေကလေကွင်းကိုမြေရောစာကျွေးနေတယ်။ဗီဒီယိုမြေရောစာနံပါတ်3ဘတ်ထူးမဲကိုဣစွန်တွေကစိုက်ကင်းကိုမြက်ပင်ပေါင်းပင်ပေါင်းနေတယ်။နောက်နံပါတ်4ဘတ်ထဲဗီဒီယိုလူကျူကိုဣစွန်တွေကစိုက်ကင်းကိုမြေရောစာကျွေးနေတယ်။ဘိုးရတော့4မြေရောစာကျွေးနေတယ်မဟုတ်ဘူး2မြေရောစာကျွေးနေတယ်မဟုတ်ဘူးအဲ့တော့2နဲ့4နဲ့ကတော့ပြင်မဟုတ်တော့ဒီရွေးတယ်ကတော့ try လောက်မှာ1နဲ့3နဲ့တစ်ခုရွေးရအောင်မယ်နော်နံပါတ်1ကတော့လေကွင်းကိုမြက်ပင်ပေါင်းပင်ရှင်းလင်းနေတယ်ဒါမှမဟုတ်လည်းပေါင်းပေါင်းနေတယ်ပေါ့နံပါတ်3ကကျတော့စိုက်ကင်းကိုမြက်ပင်ပေါင်းပင်ရှင်းလင်းနေတယ်ဒါမှမဟုတ်ရင်ပေါင်းပေါင်းနေတယ်ဒီမှာရွေးရမှာပါလေလေကွင်းနဲ့စိုက်ကင်းကိုရွေးပေးရမှာဖြစ်တယ်သွားကြည့်လိုက်တဲ့အခါကျတော့သူပေါက်နေတဲ့ခင်းကဘာခင်းလဲဒီမှာဒီပင်တွေကကြည့်ရတဲ့နေတာရတာစဘာပင်မဟုတ်စဘာပင်ဆိုရင်အရွက်လေးတွေကရှိရှိမျောလေးတွေလာမှာဟုတ်စဘာပင်မဟုတ်တော့စဘာပင်မဟုတ်ဘူးဆိုတော့တခြားသီးနှံပင်ဖြစ်သွားပြီတခြားသီးနှံပင်ဆိုရင်လယ်ထဲမှာစိုက်ထားတယ်ဆိုတော့စိုက်ခင်းမှာစိုက်မှာပေါ့နော်လယ်ထဲမှာဆိုတော့စဘာပဲစိုက်မှာဟုတ်တခြားသီးနှံပင်ဆိုရင်တော့ဒီစိုက်ခင်းထဲမှာစိုက်မှာပေါ့နော်မြန်မာပြည်မှာဆိုတော့လယ်တို့ကိုင်းတို့ရာတို့ဒီလိုရှိသေးတာဟုတ်လယ်ဆိုရင်စဘာစိုက်မယ်ကိုင်းဆိုရင်တခြားသီးနှံစားပင်တွေနော်ရာကိုင်းဆိုလို့ချင်းတခြားသီးပင်စားပင်တွေစိုက်မယ်ဒီလိုပေါ့ဒီမှာစဘာပင်မဟုတ်တဲ့အတွက်ဒီကဘာဖြစ်မလဲဆိုတော့စိုက်ခင်းပေါ့နော်အဲ့တော့စိုက်ခင်းကိုပေါင်းပင်မြက်ပင်ရှင်းလင်းနေတယ်သို့မဟုတ်စိုက်ခင်းကိုပေါင်းပေါက်နေတယ်အဖြေကနံပါတ်3ကိုရေးမယ်နော်အဖြေကနံပါတ်3โอเคနံပါတ်3ကနေ4ထိက down ကြီးမွန်းတဲ့ဓာတ်ပါရှိရှိကိုအောက်ပါမေးခွန်းကိုဖြေပါတဲ့နံပါတ်3 down ဒါနောဝါအောက်ပါစကားလုံးနဲ့ခွန်ကဲအင်းနန်ကောဆွန်ဆက်ဆက်မှုရှိတဲ့ຢာကတော့မောရှင်တွေကဘာဖြစ်ပါလဲသူပေးထားတာပြောင်းဆိုတာရောကာလို့လည်းအဓိပ္ပာယ်ရတယ်ပလင်းလို့လည်းအဓိပ္ပာယ်ရတယ်ဆက်ဆိုတာအဆိုးလို့အညှောင်းလို့အသီးကင်းလို့အဓိပ္ပာယ်ရတယ်ထောကကြတော့အမွေးဘူးကတော့မီးနော်ဒီမှာနာတာကတော့ရှေ့ဗီဒီယိုပိုင်းမှာလည်းပြောပြခဲ့ဘူးပြီသူကတော့အဓိပ္ပာယ်တွေအများကြီးရှိတယ်ပြောင်းကြီးနာတာယောဂရသည်စက်ကြီးနာတာအဆိုးထွက်သည်အညှောင်းပေါက်သည်အတီးကင်းထွက်သည်ထောရီနာတာအမွေးပေါက်သည်ဘူရီနာတာမီးလောင်သည်ပြီးရင်ရှိသေးတယ်စာကိုကနာတာအစီတန်ဖြစ်သည်ယောရီနာတာကိုပူသည်ဒီလိုတွေအများကြီးရှိတယ်ဒီမှာတော့ဒီလေးလုံးနဲ့တွဲလို့ရတာနံပါတ်1နော်ဒီနံပါတ်1နေတာပေးသည်နံပါတ်3စွတ်တာရေးသည်ခါသည်သုံးသည်ဖြောတာကြတော့ခောက်ထားတဲ့ကွေးထားတဲ့အရာတွေကိုဖြည်သည်ဖြန့်သည်ဆန့်သည်ဒီလိုတိတ်ပဲရနော်ကွေးထားတဲ့အရာတွေပြီးလို့ချင်းခောက်ထားတဲ့အရာတွေကိုဖြန့်သည်ဆန့်သည်ပြီးလို့ချင်းဖြောင်းသည်ဒါမှမဟုတ်လည်းဖြည်သည်ပေါ့နော်ဒီလိုတိတ်ပဲရနော်ဖြန့်သည်ဆန့်သည်ဆိုတဲ့အတိတ်ပဲโอเคဒီမှာတော့ဒီလေးလုံးနဲ့တွဲလို့ရတဲ့အလုံးကတော့အဖြေနံပါတ်1ဖြစ်တယ်နော်အဖြေနံပါတ်1ဝင်နံပါတ်4ဒေါင်းဒါနောဝါအောက်ပါစကလုံးနဲ့ဒီစထမ်းမှာတော့သင်တူတဲ့စကားကတော့မောရှင်တွေကဘာဖြစ်ပါလဲသူကတော့ဒီမှာပေးထားတဲ့ meaning နဲ့အဓိပ္ပာယ်တူတဲ့ meaning ကိုရေးပေးရမှာဖြစ်တယ်ဓာလီတာပြေးသည်လို့အဓိပ္ပာယ်ရပါတယ်နံပါတ်1တွေ့တာဒါလည်းပြေးသည်ပဲအဲ့တော့ဓာလီတာရဲ့ဒီစထမ်းမှာတွေ့တာဒီနံပါတ်1ကော့တာလမ်းလျှောက်သည်လို့လည်းအဓိပ္ပာယ်ရတယ်ဝေးရုပ်သည်လို့လည်းအဓိပ္ပာယ်ရတယ်နံပါတ်3ဓာတ်ချီတာ
ဟိုဒီမှာတော့ဓာတ်နဲ့ဟိနဲ့တွေ့လို့ဓာတ်အတွက်ကနောက်ကဟိနဲ့တွေ့နောက်ကဟိကိုရှိလို့ဖတ်ပြရနော်ဓာတ်ချိတာဓာတ်တာဆိုရင်ပိတ်သည်ဓာတ်ချိတာဆိုရင်ပိတ်နေသည်ပိတ်ထားသည်ပိတ်လျက်ရှိသည်ဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားရနော်ဓာတ်ချိတာပိတ်နေသည်ပိတ်ထားသည်ပိတ်လျက်ရှိသည်နံပါတ်၄ရောလိတာဒီမှာလည်းတူတယ်ရောတာဆိုရင်ဖွင့်သည်ကိုကနေဖွင့်လိုက်တာရောလိတာတော့အဲ့ဖွင့်ထားတဲ့အတိုင်းပွင့်သည်ဆိုတဲ့အဓိပ္ပာယ်ရနော်ရောလိတာပွင့်သည်အဲ့တော့ဒီမှာရှိရနံပါတ်1โอเคငါးကနေจิตထိကကြတော့ဘင်ခန်းတဲ့သူတော်ကကွက်လက်မှာဝင်သွားမယ်ဂါချမ်းအာမတ်ကျုံကိုဆိုအတင်းတော်မှငါတော့ဖြစ်တဲ့ရာကိုကိုရိုချစ်ချီကိုရေးရှယ်ပါအဲ့တော့ဘယ်ပု္ပ္ပာဖြစ်ဖြစ်မေခွန်းကိုဖတ်ရမယ်เนาะမေခွန်းကပါမေးတာလဲဒီမှာဖြေလို့ရမယ်နံပါတ်5အဲ့တော့ငါးကနေဖြစ်တဲ့ကွက်လက်ထဲမှာပြရမယ့်အရာကိုဖြေပြရမှာဖြစ်တယ်နံပါတ်5ရဲ့1စောကောကြည်ဆိုတာကြတော့ပကံစေးခြင်းပေါ့နံပါတ်2ဘူးကိုကီအသားကင်ဆိုတာတဲ့သူကတော့မှနော်အသားကိုဒီမှာအရသာနဲ့နှက်ထားတာနှက်ထားပြီးကမှကင်စားလို့လည်းရတယ်ဆက်စားလို့လည်းရတယ်နော်အဲ့တော့ဘူးကိုကီအသားကင်နှုံးကူဘတ်စကတ်ဘောရွှီမီကတော့ဝါသနာโอเคထူအန်ရှိကယိုရီတို့ဟက်ဆွန်တွေကထူအန်ဟင်းချက်ခဲ့တာမလို့တဲ့ခြေကကျွန်တော်ကဒေခန်းဥရုဟာကေယိုဘေကန်းဥရုဟာကေကျွန်တော်ကတော့ကွက်လက်ကိုလောက်ပါမယ်ဒီမှာခါပြမှာကာကြီးပြနေနော်ဒီမှာစလုံးပေါင်းမှာကွက်လက်ကိုလောက်ပါမယ်အချီမာတော့ရှေ့ရနေဖုံးတဲ့စက်ကနော်ရှေ့ရနေဖုံးတဲ့စက်ကကိုတက်တဲ့ပြောတာတော့လေဟင်းချက်တဲ့အခါပကံသေးတဲ့အခါကိုယ်မပိအောင်လို့ရှေ့ရနေဖုံးထားတဲ့အပရွန်ပေါ့နော်အင်္ဂလိပ်လိုဆိုအပရွန်ပြောတာအဲ့တော့ရှေ့ဖုံးစက်ကနဲ့ကိုမူဂျန်ကပ်ဘူးကိုမူတော့ rubber ဂျန်ကပ်ဆိုလက် rubber လက်အိတ်ကိုဂျော်ဟန်တဲ့ကျူစေကိုကျွန်တော်ကိုပေးပါအဲ့တော့ဒီမှာထူအန်ဟစ်ချက်ခဲ့တာမလို့တဲ့ကျွန်တော်ကကော့လက်ကိုလုံမယ်တဲ့ရှေ့ဖုံးစက်ကဆုံးအပရွန်နဲ့လက်အိတ်ကိုကျွန်တော်ကိုပေးပါတဲ့အဲ့တော့ခြေကိုပေးမှာဆိုလို့တုံးတဲ့ခြေဖုံးစက်ကရဲ့ rubber လက်အိတ်ရဲ့တောင်းနေဆိုရင်သူကဘာလုပ်မှာလဲโอเคစောကောကြီးပကံသေးတာလုံးပါနော်ပကံသေးပါမယ်ဒီနံပါတ်1နံပါတ်6ရက်1ဂူပြောင်းဟက်ဆော်ကိုလှည့်လည်ကြည့်ရှုခဲ့တယ်ဒါညောဝတ်ဆော်ကိုသွားပြီးပြန်လာခဲ့တယ်နံပါတ်3 one နဲ့ဟက်ဆော်ဆိုတာကအသွားလာလုပ်ခဲ့တယ်လို့ပြောတာနော်သွားလိုက်လာအသွားလာလုပ်ခဲ့တယ်နံပါတ်4ဗမိုဟက်ဆော်ကိုကိုယ်တိုင်သွားရောက်ခဲ့တယ်ဟုတ် even ချူဆောယွန်းညွယ် even ဒီတစ်ချိန်ချူဆောကိုက်တင်ပွဲတော့ယွန်းညွယ်ပိတ်ရရှိမှာဂျေဂျူဒိုလိုဂျေဂျူကျွန်းတို့ယောဟန်ကိုခရီးယောဟန်ဆိုတဲ့စလုံးပါလာပြီးဖြစ်တဲ့အတွက်ဒါဆိုဖြီးလို့တွေ့ပြီပေါ့နော်ယောဟန်ကိုခရီးကိုပင်ကန်ဖွက်လက်ဂျောင်းမချေမီဆော့ဆော်ရိုတကယ်စိတ်ဝင်စားကြကောင်းခဲ့တယ်ဒီတစ်ချိန်ကောက်ရည်သိမ်းပွဲတော်ပိတ်ရရှင်မှာဂျေဂျူဒိုကိုခရီးပါတယ်မှာလဲဒါညောဝတ်ဆော်ရိုသွားပြီးပြန်လာခဲ့တယ်ပြန်နံပါတ်1နော်တကယ်စိတ်ဝင်စားကြကောင်းခဲ့တယ်ပြန်နံပါတ်2နော်နံပါတ်2ကဖြေနံပါတ်9ရဲ့1ကွညံဆိုဒီတိုင်းလို့အဓိပ္ပာယ်ရပါတယ်ကွညံဒီတိုင်းနံပါတ်2ပြောလို့ဆိုတာတိတ်ကြီးနံပါတ်3ကိုဆိုတာတေချာပေါ့နံပါတ်4ဂျိုကွန်နည်းနည်းရှူရင်းတဲ့ပိတ်ရဖြစ်ပြီမဲ့ရက်စုတ်ချိန်ဆိုထားတာလဲပဲဤတို့အလုပ်လဲပဲ awesome နေတာမရှိဘူးတဲ့ပိတ်ရဖြစ်ပြီမဲ့ချိန်ဆိုထားတာရောအလုပ်ရောမရှိဘူးနောက်ပိတ်ရဖြစ်လို့ပေါ့နော်ပိတ်ရဖြစ်လို့ချိန်ဆိုထားတာရောအလုပ်ရောမရှိဘူးနောက်မှုချင်းချင်းမဲ့ဆိုအရန်ပြင်းလို့ဘင်ခန်း TV ကျောက်စုံနေတာကွက်လက် TV ကိုဖွင့်ခဲ့တယ်ပိတ်ရဖြစ်လို့ချိန်ထားတာရောအလုပ်ရောမရှိဘူးအရန်ပြင်းလို့ဘာလို့မှလဲကိုညံဒီတိုင်း TV ကိုဖွင့်ခဲ့တယ်ဒီကနံပါတ်1နော်နံပါတ်8 400 mita ဆိုတာပေါင်းဆက်ပါဝင်တယ်လို့အဓိပ္ပာယ်ရတယ်နံပါတ်2ချိုးကား mita ကျော်လွန်တယ်လို့အဓိပ္ပာယ်ရပါတယ်ကျော်လွန်ပါတယ်နံပါတ်3ဂဲဆော mita စရင်းဖွင့်ပါတယ်နံပါတ်4ပိုစန်း mita ရောချေရရှိပါတယ်ခုပြောချောင်းငက်ကဲနော်ခုပြောလာစာချောင်းငက်စုစုပေါင်းလာစာစုစုပေါင်းမှာကတော့တဲ့ပိုတော့အများဖြင့်ကီပုံခုပဲရှေကန်လာစာမှာစုတန်းဘိုဂျေချစ်တယ်စားစရိတ်နော်ဒုံးကြီးစသည်ကဘာဖြစ်မှာလဲ400 mita ပေါင်းဆက်ပါဝင်ပါလာစာခုပြောချောင်းငက်ကလာစာစုစုပေါင်းလာစာပမာဏပေါ့နော်လာစာစုစုပေါင်းမှာကတော့အများအားဖြင့်အရှိကန်လာစာမှာအပူကြီးရဲ့စာစရိတ်တွေရဲ့စာတွေကပေါင်းဆက်ပါဝင်ပါတယ်ဒီနံပါတ်1နံပါတ်9ကနေ12ထိကတောင်းကြီးမွန်တဲ့တပ်ပါရှိစီရောအောက်ပါမေကုန်းကိုဖြည့်ပါတဲ့နံပါတ်9ကနေ12ထိအောက်ပါမေကုန်းကိုဖြည့်ပါနံပါတ်9ဤဖြိုဂျီနိုမူဆွန်တွရှိမနီကဒီဆိုင်းဘုတ်ကတော့ဘာအဓိပ္ပာယ်ဖြစ်ပါသလဲโอเคဒီမှာဖုန်းလေးရယ်ထီးလေးရယ် question mark လေးရယ်
တင်မှုတဲ့လူဆိုတော့တည်တာပေါ့နော်ဒါအတိတ်ပဲဒါတွေက question နဲ့ထောင်ထဲမှာပါဘူးလေဒီလိုပုံမျိုးတွေကအခုဆောင်းပွဲတွေလည်းဒီလိုပုံပြတဲ့ပုံစံတွေပါသေးတာပဲနော်မူဖမှုဘဝနာစုဣစုနေတာမူဖမှုပစ္စည်းကိုတဲ့ဘဝနာစုဣစုနေတာထိမ့်သိမ့်ထိမ့်သိမ့်နိုင်ပါတယ်တဲ့ပစ္စည်းကိုထိမ့်သိမ့်နိုင်တယ်။အောင်လည်းတိမ်စီနိုင်တယ်ပေါ့နော်ပစ္စည်းကိုတိမ်စီနိုင်တယ်။နံပါတ်1ဘွန်ချီမှုတို့ဘွန်ချီမှုဆိုတာပျောက်ဆုံးတဲ့ပစ္စည်းတို့တည်းပဲရနော်ပျောက်ဆုံးပစ္စည်းကိုချက်ကျိုးစုဣစုနေတာထုတ်နိုင်ပါတယ်။ဘွန်ချီမှုပျောက်ဆုံးပစ္စည်းတော့မေ့ကြံတဲ့ပစ္စည်းမေ့ကြံတဲ့ပစ္စည်းကိုချက်ကျိုးစုဣစုနေတာရှာနိုင်ပါတယ်။မေ့ကြံပစ္စည်းကိုရှာနိုင်တယ်။နံပါတ်3ဥစံတို့ကုမေဟာစုဣစုနေတာထီးကိုဝယ်နိုင်ပါတယ်။နံပါတ်4ဟန်တဖုံတို့ဟန်ဖုံကိုကုမေဟာစုဣစုနေတာဝယ်ယူနိုင်ပါတယ်တဲ့ဒီမှာဟန်ဖုံဝယ်ယူနိုင်တယ်ဆိုတဲ့အဓိပ္ပာယ်ဟုတ်လားထီးဝယ်ယူနိုင်တယ်ဆိုတဲ့အဓိပ္ပာယ်ဟုတ်လားပစ္စည်းကိုသိမ်းဆည်းနိုင်တယ်ဆိုတဲ့အဓိပ္ပာယ်ဟုတ်လားဒီမှာတော့တကယ်ဒီဆိုင်ဘုတ်ရဲ့အဓိကအဓိပ္ပာယ်နံပါတ်2အပျောက်ဆုံးတဲ့ပစ္စည်းတော့မေ့ကြံပစ္စည်းကိုခြာနိုင်ပါတယ်ဒီနေရာမှာကိုမေ့ကြံတဲ့ပစ္စည်းကိုတို့သိမ်းထားလိမ့်မယ်နော်အဲ့ဒါကိုကဘယ်နည်းဘယ်ရက်ကဘာမေ့ခဲ့တယ်တွားပြီးစုံစမ်းမေးမြန်းပြီးတော့ပြန်ထုတ်လို့ရတယ်နော်ကိုရီးယားမှာကတော့ယထာဘော်တွေကားဘော်ဥပမာမြောက်ယထာဘော်ပေါ့နော်ဒီလိုမျိုးအများပြည်သူသုံးနေရာတွေမှာပစ္စည်းတွေဘာတွေပျောက်တဲ့ဆိုရင်တော့သုံးသွားတာချပါတယ်လားသုံးသွားတာချတယ်ပြန်ရောက်ဒီကနေမှာနံပါတ်1နော်โอเคအဲ့ဆိုရင်အောက်ကနံပါတ်10နံပါတ်10ကဤစာရမီဒီလူကဣရာကိုဤနော်အလုံးလုံးနေတဲ့ဝယ်စာမြောင်းကကုမ္ပဏီနာမည်ကတော့မိုးရှင်နေကဘာဖြစ်ပါလဲဒီလူအလုံးလုံးနေတဲ့ကုမ္ပဏီနာမည်ကတော့ဘာဖြစ်ပါလဲဒါကတော့လွယ်ပါတယ်ဒီမှာဂျူဆိုတဲ့စလုံးပေးနာကုမ္ပဏီနာမည်ပဲဂျူဆိုတာကမှန်တော့ကုမ္ပဏီကိုသားပြီးတော့ဒီမှာစမ်းကိုလည်းတူတူပါပဲကုမ္ပဏီတောင်းဝင်ဆိုင်ပေါ့နော်ဒီလိုတဲ့ပဲမြင်ရအဲ့တော့ဂျူဆိုတဲ့ပေးနာလေးကကုမ္ပဏီနာမည်ပဲ JE Keeper ဒါကုမ္ပဏီနာမည်ကြီးနော်နံပါတ်1 JE Keeper ကုမ္ပဏီဒါ JE Keeper ဖြစ်ပါတယ်ပေါ့အဲ့တော့ပြန်နံပါတ်1နော်သူ့လောက်တဲ့ကုမ္ပဏီနာမည်ကနံပါတ်1နံပါတ်2 Teacher in Team ဒီချိုင်းထက်ဒီဇိုင်းအသင်းဒီဇိုင်းအဖွဲ့ဖြစ်ပါတယ်နံပါတ်3 daily imita daily ဖြစ်ပါတယ်ဒါတော့ယာတူကြီးပါနံပါတ်4 human alpha အင်မီတာ alpha ဆိုမှတော့တိုက်ခန်းပေါ့နော် human တိုက်ခန်းဖြစ်ပါတယ်တဲ့အဖြေကဒီမှာနံပါတ်1နော် okay ပုံလေးကိုသာကြည့်ရရင် insa kilo cut insa kilo cut ဆိုဝန်ထမ်းမှတ်တမ်းကပ်ပေါ့ဝန်ထမ်းမှတ်တမ်းကပ်ချက်ဆောင်ကြီးရေးသားတဲ့နေ့ရေးသားတဲ့နေ့2019ခုနှစ်6လပိုင်းဘူစောဌာနတော့ design intent design အဖွဲ့ design အသင်းကြီးချက်ရာတူDaily ပေါ့ရာတူက Daily Daily ကိုစလဲပေါ့နော် Itsa တော့အလုပ်ဝင်တဲ့ရက်စွဲတော့2013 9လပိုင်းတရက်မှာဝင်တယ်တဲ့စောင်းမြောင်းအမီကတော့ Kim Suya ချစ်ကိုကတော့အဆင့်သူရရာတူအဆင့်ကစာကော့တော့အဆင့်4နော်စမ်းမှုပုံတော့3နှစ်မြောက်ပေါ့ပြီးရင်ထွေစာဤကြာဆိုတာအလုပ်ထွက်တဲ့ရက်စွဲနော်အလုပ်ထွက်တဲ့ရက်စွဲပြီးရင်ဂျူဆိုလိပ်စာဒါတော့လိပ်စာကြီးနော်တဲကူမြို့ဂွမ်းရောရှိဂွမ်းရောတဲကူမြို့ကြီးပြောတာနော်တဲကူမြို့ကြီးဒါတော့လိပ်စာပြောတာဒီမှာအဖတ်တော့မှနေရဟိမန်အဖတ်တော့မှနေရနော်ဒါတိုက်နံပါတ်102အခန်းနံပါတ်802မှာနေရနော်ဒါဒီမှာတော့ခီးဆိုတော့ဗာဒါလမ်းနာမည်ကြီးနော်ဒါလမ်းနာမည်ကြီးသူကတိုက်နံပါတ်102အခန်းနံပါတ်802တိုက်နံပါတ်102မှာအခန်းတွေအများကြီးရှိတယ်နော်အဲ့မှာတချို့ဆိုတိုက်နံပါတ်102မှာ A တွေ B တွေထပ်ခွဲထားသေးရနော်အောက်ကကျွန်တော်ဖုန်းနံပါတ်ထုကီကတော့သူ့ရဲ့ထူးခြားချက်ပေါ့နော် web design နော်ဟုတ်ကဲ့ဒါဆိုရင်အဖြေကတော့ဒီမှာနံပါတ်1 17ကတော့ဒါရက်ဘုံထုရဲ့ထဲဟန်စောမြောင်းကလို့မနုံကောစုမောရှိမနေကဒါအောက်ပါရက်သေးဘုံထုတော့အိတ်နဲ့ပတ်သက်တဲ့ရက်ဘုံထုရဲ့ထဲအိတ်နဲ့ပတ်သက်တယ်စောမြောင်းကလို့ရှင်းပြချက်အနေဖြင့်မနုံကောစုမှန်တဲ့ຢာကတော့မောရှိမနေကဘာဖြစ်ပါလဲဒီစိတ်နဲ့ပတ်သက်ပြီးရှင်းပြချက်အနေနဲ့မှန်တဲ့ຢာကိုရွှေ့ပြရမှာဖြစ်တယ်နံပါတ်1ယုံကိုနွန်ဂျာကိုနာသောပါရုံနေတာလိန်စေးကတော့ဂျာကိုနာသောအိတ်ပြီးမှပါရုံနေတာလိန်ပါမယ်တဲ့โอเคလိန်စေးပါလာတော့ကြည့်ရယုံကိုဒီမှာလိန်စေးဝဲတရက်တစ်ချိန်ရွှေချင်းကြောင့်တော့မအိတ်ဆက်မီလို့တိတ်ပဲမအိတ်မီလိန်ရမှာနော်အိတ်ပြီးမှလိန်ရတာမဟုတ်ဘူးဒါကြောင့်နံပါတ်1ကမှားတယ်နော်နှစ်ဘကူမော်ကုန်းဟိုရဲ့ထမင်းစားပြီးတဲ့နောက်မှာရက်ကူစေးကိုဘုံညွှန်းဟနေတာတောက်ပါမယ်ထမင်းစားပြီးတဲ့နောက်မှာစေးတောက်မယ်အသာကြည့်အောင်တောက်တဲ့က
ရှိစာစမ်းချစ်ပွန်ကျွန်းဆိုရင်စားစာမစားမီ30မိနစ်ပူဝိုင်းလာတော့အစားစာစားပြီး30မိနစ်လို့အဓိပ္ပာယ်ရတယ်ဒါကြောင့်မို့လို့အဖြေကနံပါတ်2နော်အမင်းစားပြီးမှစေးတောက်မယ်ဆိုတော့အဖြေဖြစ်တယ်နော်အဖြေနံပါတ်2ဒီစားသားကြောင့်လို့နော်ရှိစာစမ်းချစ်ပွန်ပူဒီစားသားကြောင့်မို့လို့နံပါတ်3ဘက်ခန်းကီနိုနမ်ချာအမီတာဘက်ခန်းကီကတော့ယောက်ျားလေးဖြစ်ပါတယ်တဲ့အမှဘက်ခန်းကီကိုကြည့်မယ်ခွေဘက်ခန်းကီခွေဟာတော့ဘက်ခန်းကီအတွက်လို့ရေးရတာ29 29နှစ်နမ်ဆိုတာယောက်ျားလေးရောဆိုတာမိန်းကလေးအဲ့တော့မိန်းကလေးကိုရောကိုဝိုင်းတာတော့မိန်းကလေးဖြစ်တယ်အဲ့တော့နံပါတ်3မှားတယ်နံပါတ်4ဘတ်ဆန်းကိုတော့ဘတ်ဆန်းကိုကတော့29အနေတာ29နှစ်ဖြစ်ပါတယ်တဲ့ဘတ်ဆန်းကိုဒီမှာကြီးနော်ဘတ်ဆန်းကိုအတွက်အတက်မပါဘူးသူကဟန်ကူရက်ကုကိုရီးယားစေးဆိုင်မနော်စေးဆိုင်အောင်ဟန်ကူစေးဆိုင်နာမည်ဟန်ကူလို့ပေးတာလားရက်စာဆိုတာစိတ်ပေးလို့တော့မဟုတ်စေးဝကျန်းကျင်လို့ပေါ့နော်အဲ့တော့ဘတ်ဆန်းကစေးဝကျန်းကျင်လို့ဒီသူအတက်မပါဘူးအဲ့ဒီမှာအဖြေရတာနံပါတ်2နေဘုံညက်ဆိုတာတောက်စေးဘကန်းကီအတွက်29နှစ်မိန်းကလေးဤတရက်စမ်းမွယ်3ချိန်စာဤပွန်း4ရက်စာတရက်ကို3ချိန်4ရက်စာဒါပြီးရနော်ဒါလည်းပြီးသွားပြီโอเคဒါဆိုရင်အဖြေကတော့နံပါတ်2နံပါတ်12မှာကတော့ဟန်ကူကဆော့ကိုရီးယားမှာရှီယော့ကျွန်းရဲ့အလုပ်ဝင်နေစေဝိုင်ကူခင်းနဲ့နိုင်ငံခြားသားရဲ့ကုကြော့ကဲတဲ့ဟန်အလုပ်နိုင်ငံနဲ့ပတ်သက်တဲ့အစောမြောင်းတို့ရှင်းပြချက်နေပြီမန်နုံကောဆွန်မှန်တဲ့ຢာကတော့မောရှိမီကဘာဖြစ်ပါသလဲအဲ့တော့ဘင်္ဂလိတခြားဖတ်မယ်နော်မှန်တာမေးတာလားမှားတာမေးတာလားဒါလည်းသိရမယ်နော်ဘာမေးတာလဲသိမှာဘာဖြေရမလဲသိမှာလေနော်ဟောဒီမှာဂရက်ကိုသွားကြည့်ရရင်한국의 중국 오케이 그러면 이 사다리 맞디변에 내 지루야라리 시게 냐신 이 사다리 맞디변에 지루야 비한국의 중국 그다음에 말아 베트남 일본 기타 오케이 대하고 대변 맞디변에 지지게요 남아디 베트남이 가장 많습니다 베트남과 가장 많습니다 에디 디아리가 띠보로 가장 많습니다 안야동 피데 나 베트남과 안야동 피데 베트남 다지야 베트남 디마 သူ့ရများတာ2ခုတောင်ရှိသေးတယ်เนาะအဲ့တော့နံပါတ်1ကမှားတယ်နံပါတ်2ဂျွန်ကုကီဂျော်ဗန်နီနွန်ဆွန်နေတာဂျွန်ကုကဂျော်ဗန်နီနွန်ဆွန်နေတာကတဝက်ကျော်တယ်အဲ့တော့ဂရမတီမီနစ်နေသိရမယ်ဂျော်ဗန်နီနွန်ဆွန်နေတာဂါဂျန်မန်ဆွန်နေတာဒါတွေအဲ့တော့တဝက်ကျော်တယ်တဲ့ဂျွန်ကုကတဝက်ကျော်တယ်ဆိုကြည့်ဂျွန်ကုက2ခုရှိတယ်ဒီမှာလည်းဂျွန်ကုဒီမှာလည်းဂျွန်ကုအဲ့တော့ကိုကဒီနံပါတ်2ကိုမသိကြသေးဘူးစဉ်းစားနေအောင်ပဲဆိုကြော်ခဲ့เนาะကြော်လိုက်နံပါတ်1ကတော့မဟုတ်ဘူးနံပါတ်2ကမသိကြသေးကြော်မယ်နံပါတ်3이 번이 두 번째로 맞습니다. 1번과 두 번째로 두 번째로 맞습니다. 두리야 아냐동ဖြစ်ပါတယ် 그러면 이 미니니သိရမယ်နော် 두 번째로 맞습니다. 두리야 아냐동ဖြစ်တယ် 2번과 두리야 아냐동ဖြစ်တယ်သက်ကြည့်အောင်ဒီမှာ 1번သူ့တက်များတာတွေကြီးပဲလားသူ့တက်များတာဘယ်နှခုတော့ညာ3ခု4ခုတော့ရှိတယ်အဲ့တော့သူကအနည်းဆုံးဒုတိယအများဆုံးမဟုတ်ဘူးအဲ့တော့နံပါတ်2နံပါတ်3မှားတယ်နံပါတ်4베트남 보다 베트남ထက်이번ကဒေါ်မန်ဆိုတာပိုများပါတယ်တဲ့베트남ထက်이번ကများတယ်ဟုတ်လားမဟုတ်ဘူး베트남ကများတာ이번ကနည်းတာအဲ့တော့နံပါတ်4ကလည်းမှားတယ်1ရယ်3ရယ်4ရယ်မှားပြီဆိုရင်အဲ့တော့ကျွန်တော်ကိုမသေးကြလို့ကြော်ခဲ့တဲ့ဟာအဖြေပဲเนาะအဲ့ဒါအဖြေနံပါတ်2ဟုတ်တယ်ဒါအမှန်လဲမှန်တယ်လीเนาะအဲ့တော့ပြန်တိုက်ကြည့်ကြည့်မယ်ဂျွန်ကုကဂျော်ဗန်နီနောဆိုတာဂျွန်ကုကတရုတ်ကတဝက်ကြော်ပါတယ်တဲ့ဒီမှာဂျွန်ကုက2ခုပါတယ်ဒီမှာလဲဂျွန်ကုဒီမှာလဲဂျွန်ကုနှစ်ခုပေါင်းလိုက်ဘယ်လောက်ကျော်ပါမလဲအဲဒီမှာထားပေါင်း30ဒီမှာ55ကျော်ပါပြီเนาะ50 gram မှာ50ကျော်ရင်တဝက်ကျော်တာပဲအဲ့တော့ဒီမှာဂျုံကုနှစ်ခုပေါင်းလိုက်တော့တဝက်ကျော်တယ်အဲ့တော့မှန်တယ်နံပါတ်2ကမှန်တယ်한국의 중국ဆိုတာကိုရီးယားလူမျိုးတရုတ်နိုင်ငံသားပေါ့နော်။ဥပမာတော့ကိုရီးယားမိဘတွေကနေမွေးတဲ့တရုတ်နိုင်ငံသားကိုပြောတာ။ဒီ한국의 중국ဆိုတာဒါကျွန်တော်ပြောတဲ့ကိုရီးယားလူမျိုးကမွေးတာမဟုတ်တဲ့တရုတ်နိုင်ငံသားနော်တရုတ်နိုင်ငံသားကိုရီးယားလူမျိုးကမွေးတာမဟုတ်တဲ့တရုတ်နိုင်ငံသားရှေ့ကကိုရီးယားလူမျိုးကမွေးတဲ့တရုတ်နိုင်ငံသားအဲ့တော့တရုတ်နိုင်ငံသားနှစ်ခုကိုပေါင်းလိုက်တော့တဝက်ကျော်တယ်အဲ့တော့အဲအကြောင်းမလို့တရုတ်ကတဝက်ကျော်တယ်လို့ပြောချင်တာနော်ဒီနံပါတ်2โอเคဒါဆိုရင်နံပါတ်73ကနေ14ကပါမေးထားလဲဆိုတော့ဘင်ခန်းနဲ့သူတို့ကကွက်လက်မှာဝင်သွားမယ်ဂါဂျန်အာမတ်ဂျွန်ကိုဆိုအတင်းတော်မှန်ကန်ဆုံးဖြစ်တဲ့ရာကိုကိုရီရှိကိုရေးရှယ်ပါ73နဲ့14ကလည်းကွက်လက်ထဲဝင်မဲ့ဟာကိုဖြေပြရမှာဖြစ်တယ်โอเคနံပါတ်1ဂါဘွားစမနီတာသွားကြည့်ခဲ့တယ်သွားဖူးတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်တယ်သွားကြည့်ခဲ့တယ်သွားဖူးတယ်နံပါတ်2စာဘွားစမနီတာဝယ်ကြည့်ခဲ့တယ်ဝယ်ဖူးတယ်နံပါတ်3ဂါလျောကိုဟမနေတာသွားမလို့လုပ်တယ်နံပါတ်4ဂါလျောကိုဟမနေတာဝယ်မလို့လုပ်တယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်တယ်
ဒီစာပါလေးသွားရရင်လီဟန်ရှင်တော့လီဟန်ကတော့ဂျီကွန်ကာဂျီအခုအထိဟန်ကူကဲကိုရီးယားရဲ့ယူယန် sorry ဟျူယန်ဂျီဂျွန်ဟျူယန်ဂျီသာအပန်းဖြေဒေတာလို့ပြောတာနော်အပန်းဖြေဒေတာတွေကဂျေဂျူတိုဂျေဂျူကျွန်းဆောလက်ဆန်ဆောလက်တောင်နာမီစွန်းမုံနာမီကျွန်းကိုကွက်လက်သင်္ကန်းကွက်လက်ကိုတူတဲ့အဲ့ဒီနေရာတွေရဲ့ကြောင်းချင်တော့ရှုခင်းကတော့ဂျောင်းမအာရွန်တာဝတ်စုံတွေကဂျောင်းမတကယ်ကိုအာရွန်တာဝတ်စုံတွေကလှပခဲ့ပါတယ်ဒီကန်းကတော့အခုအထိကိုရီးယားရဲ့အပန်းဖြေဒေတာတွေကဂျေဂျူကျွန်းဆောလက်တောင်နာမီကျွန်းကိုဘာပြောမလဲသွားမလို့လုပ်ပါတယ်လို့ပြရမလားသွားကြည့်ခဲ့တယ်ဒါမှမဟုတ်သွားဖူးပါတယ်လို့ပြောမလားโอเคသွားဖူးပါတယ်လို့ပြောမယ်ဘာလို့လဲအောက်မှာပါတယ်အဲ့ဒီနေရာတွေရဲ့ချုပ်ခင်းကတော့တကယ်ကိုလှပခဲ့တယ်ဒီမှာလှပခဲ့တယ်သူသွားဖူးလို့သိရလေနော်ခါပတ်စုံတွေကသွားကြည့်ခဲ့ပါတယ်ဒီနံပါတ်1နံပါတ်14ရဲ့1မော်ကူစုကအော့စုံနေတာဆိုတာစားလို့မရဘူးမစားနိုင်ဘူးဆိုတဲ့အတိတ်ပဲစားလို့မရဘူးမစားနိုင်ဘူးနံပါတ်2မော်ကောယာမန်ဟန်နေတာစားရတာပဲလောက်ပါမယ်ပေါ့နော်စားရပါမယ်နံပါတ်3နော်ဦးစုကအော့စုံနေတာထည့်လို့မရဘူးမထည့်နိုင်ဘူးနံပါတ်4နော်အောယာမန်ဟန်နေတာထည့်ရပါမယ်စာပိုက်သွားရရင်ကျွန်တော်ကတော့ဘူးကိုကီအသားခင်စမ်ကျော်စာကထွန်းသုံးထပ်သားခဲတို့အန်ကူအွန်ချီကူကိုရီးယားအစားအစာကိုကျွန်တော်နေတာကြိုက်ပါတယ်ဟာဂျီမန်ဒါပေမဲ့ဂင်ချီကြီးကဲနာဂင်ချီဟင်းရဖြစ်စေဒီပြင်းနမ်းမြောင်းနုဘီ sorry ဘီပြင်းနမ်းမြောင်းနုဘီပြင်းသာတောက်ထားတဲ့နမ်းမြောင်းသာခောက်ဆွဲရေးတောက်ထားတဲ့ခောက်ဆွဲရေးကတော့နောမှုမဲဝဆိုအရန်ဆက်လို့ဆိုတဲ့စကားကိုကြားပြီးပါနဲ့ဖြေလို့ရတယ်။ဒါဖြစ်မှလည်းအရန်ဆက်လို့မော်ဂုစုကအော့စမ်နေတာစားလို့မရပါဘူးမစားနိုင်ပါဘူးဆိုတာအပြည့်ပြတယ်နော်။ပြန်နံပါတ်1โอเค15ကနေ16ထိကဒမ်ဂူရူအီကိုအောက်ပါစာကိုဖတ်ပြီးမောသက်တဲ့ဟန်ဘာနဲ့ပတ်သက်တဲ့ဂူရင်းဒီစာလဲဆိုတော့ကိုရရှိရှိကိုရွေးချယ်ပါ15ကနေ16ကတော့ဒီစာပိုက်လေးကိုဖတ်မယ်ပြီးရင်ဘာနဲ့ပတ်သက်တဲ့စာပိုက်လဲရွေးရမှာဖြစ်တယ်နံပါတ်1ရွှီမီဝါဒနာနံပါတ်2စုတ်ကွမ်းအကျင့်ပေါ့နော်သူကတော့အလေးကျင့်ဆိုတာသူကဘယ်လိုအလေးကျင့်လဲဥမာခါတိုးလိုက်လို့ရှင်ရောင်တတ်တဲ့အကျင့်ပေါ့နော်တခုခုစဉ်းစားရင်ခေါင်းကုတ်တာပေါ့နော်ဒါမျိုးအကျင့်တစ်ခါလေကြာရင်နှာခေါင်းလိုက်တာတော့ဟလာဟိုနာကုတ်တာဒီနာဒီလိုအကျင့်မျိုးဆိုတာပေါ့နော်အကျင့်နံပါတ်3 equal တနေ့တာလုပ်ငန်းစဉ်ဆိုတော့နေ့တိုင်းလုပ်ရတဲ့လုပ်ငန်းစဉ်ကိုပြောတာနံပါတ်4 hansa အခမ်းအနားတို့ပွဲတို့အစီအစဉ်တို့ဒီလိုတက်ပြရနော် hansa အခမ်းအနားတို့ပွဲတို့အစီအစဉ်တို့တက်ပြရတယ်โอเคဘာနဲ့ပတ်သက်တာလဲဆိုကြည့်အောင်နာတော့ငါကတော့ခြေကန်းလေးဤဆိုတဲ့အချိန်ရှိတဲ့အခါဂျူတို့အများအပြားအွန်တုံးမှုဟမ်မီတာအားကစားကိုလုပ်တယ်သူကတဲ့အချိန်ရှိတဲ့အခါအများအပြားအားကစားကိုလုပ်တယ်ဒါလောက်ဆိုရင်စဉ်းစားလို့ရပြီဟိုဆက်သွား yes so gi also မြန်ချိန်ထားတာမရှိရင်ထဲကွန်းတို့ရုံစင်းပြီးနောက်ခွန်ချောကောင်းဝန်းနယ်ကဆိုခွန်ချောအနီးနာကောင်းဝန်းနယ်ကဆိုပန်းကြံကိုသွားပြီးဒါလီကီဝါပြေးချင်းနဲ့ကူလျအွန်တုံးကိုဟမ်နေတာကူလျအွန်တုံးကကူကြက်သားအားကစားပါနော်ကြက်သားအားကစားကိုကြက်သားအတက်ကောင်းစေတဲ့အားကစားပေါ့အဲ့တော့ကြက်သားအားကစားကိုတော့ပါတယ်ချူမားတဲ့နော်စနေတနင်္ဂနွေမှာကတော့အမ်ပြော့ဒွန်ဘန်ဆိုတာကြတော့ကြောက်နိုင်ရကိုတွေ့တတ်တာလို့နော်ကြောက်နိုင်ရတွေ့တက်ရှင်ကိုဟာကီတို့ဟာကိုကစားတာလည်းပဲလုပ်ပြီးမာရာထွန်ကြောင်းကြီးရဲ့မာရသွန်ပြိုင်ပွဲကိုရှူချွန်းနာကီတို့ဟမ်နေတာပါဝင်ရှင်ပြိုင်တာလည်းပဲလုပ်ပါတယ်ဝန်တုံးကူဟာကိုနာမြောင်အားကစားကိုလုပ်ပြီးရင်ဂီဘွန်းနီစိတ်ခံစားချက်ကချောင်းမချူဝခြင်းတွေကချောင်းမတကယ်ကိုချူဝခြင်းတွေကကောင်းလာပါတယ်။ဝေဒါလေးပမာလို့ပြန်ပြောရငါကတော့တဲ့အချိန်ရှိတဲ့အခါမှာအများအပြားအားကစားလုပ်တယ်တဲ့အချိန်ထားတာမရှိရင်ရုံးစင်းပြီးတဲ့နောက်အနီးနားပန်းချောင်းကိုသွားပြီးတော့ပြေးခြင်းနဲ့ကြက်သားအားကစားကြက်သားလေးကျင့်ကပါနော်ကြက်သားလေးကျင့်ကန်းတွေကိုလုပ်တယ်။ဒီတနင်္ဂနွေမှာကတော့ကျောင်းနိုင်ရန်တွေ့တက်ရှင်ပေါ့နော်ကျောင်းနိုင်ရန်တွေ့တက်ရှင်ကိုဆော့တာလဲလုပ်ပြီးတော့မာရသွန်ပြန်ပွဲမှာပါဝင်ရှင်မြန်တာလဲလုပ်တယ်။အားကစားကိုလုပ်ပြီးရင်စိတ်ခံစားချက်တွေကတကယ်ကောင်းလာ။အဲ့တော့ဒါနံပါတ်2စွတ်ကွမ်းအကျင့်နဲ့ပတ်သက်တဲ့စာလားတနေ့တာလုပ်ငန်းစဉ်နဲ့ပတ်သက်တဲ့စာလားအခမ်းအနားတို့ပွဲတော်တို့အစီအစဉ်တို့နဲ့ပတ်သက်တဲ့စာလားသို့မဟုတ်ရင်ရွှေမီဘာနဲ့ပတ်သက်တဲ့စာโอเคဒီမှာတော့ဖြည့်စရာဒီကရွှေမီဝါသနာပဲရှိတယ်နော်ဟုတ်လဲအချိန်ရှိတဲ့အခါအများအပြားအားကစားလုပ်တယ်အားကစားလုပ်သူအချိန်ရတဲ့အခါလုပ်တယ်အချိန်ရတဲ့အခါလူတွေကဘာလုပ်ကြကိုဝါသနာပါတာဝက်များတော့လုပ်ကြတာလေနော်များတော့အဲအကြောင်းမလို့ပြန်နံပါတ်1
16ကိုသွားကြရအောင်16ရက်1ဂျွန်းထုံးနိုရီရဲ့ထွတ်ဆောင်ဂျွန်းထုံးနိုရီရိုးရာကစားနည်းရဲ့ထွတ်ဆောင်ထူးခြားချက်ရိုးရာကစားနည်းရဲ့ထူးခြားချက်သုံးပိုင်းထူးခြားမှုနံပါတ်2ဂျွန်းထုံးနိုရီရဲ့ဂျုံညူဆိုတာရိုးရာကစားနည်းရဲ့အမျိုးအစားနံပါတ်3ဂျွန်းထုံးနိုရီရဲ့ဘန်ဘော့ရိုးရာကစားနည်းရဲ့နီလန်နံပါတ်4ဂျွန်းထုံးနိုရီရဲ့ရိုးရာကစားနည်းရဲ့ဂျွန်ညိုဆောင်အရေးကြီးမှုသူကလည်းပဲဘာနဲ့ပတ်သက်တဲ့စာလဲလို့မေးထားတာပဲနော်ဒါဆိုရင်စာပဲလေးတွားရဟန်ကူးကဲနော်ကိုရီးယားမှာကတော့ကိုရဲဘူတော့ရှေးခေတ်ကလေးကယောဂါကြီးအမျိုးမျိုးသောနိုရီကကစားနည်းကဣဆော့နွန်တဲ့ရှိခဲ့ပြီးမြောင်းကျော်တဲ့ပွဲတော်မှာဂျူကီတွန်းပျော်ရွှင်စွာဆင်နွှဲတဲ့ဘုံရင်လည်းပါဝင်ဆင်နွှဲတော့ဗောနော်ဒီလိုပါတာပြောရပွဲတော်မှာပျော်ရွှင်စွာဆင်နွှဲတဲ့ဂျွန်းထုံးနိုရီရဲ့နော်ရိုးရာကစားနည်းမှာကတော့စောလာတဲ့နှစ်တကူမှာဂျူကီတွန်းပါဝင်ဆင်နွှဲတဲ့ဒါမှမဟုတ်ပျော်ရွှင်စွာလုပ်တယ်ဗောနော်ပျော်ရွှင်စွာဆင်နွှဲတဲ့နော်တွီကီဆိုတာကြတော့စီးစောကစားခြင်းပေါ့နော်နော်တွီကီစီးစောကစားခြင်းနဲ့ယွန်းနိုရီဆိုတာယူကစားနေနော်ယူကစားနေယူအချောင်းလေးတွေကိုသင်္ကေတလေးတွေမှတ်ထားတယ်ဒီတုပ်ချောင်းလေးတွေကိုအောက်ကိုပြစ်ချပြီးတော့အဲ့မှာကြာလာတဲ့သင်္ကေတပေါ်မူတည်ပြီးတော့ဒီလိုအကွက်တွေရွှေ့ရတာပေါ့နော်အဲ့တော့ယူကစားနေဒန်နိုရဲ့ဂျူကီတွန်းဒန်နိုကသူတို့ရဲ့ရိုးရာနေကိုရီးယားရဲ့ရိုးရာနေပေါ့နော်ကိုရီးယားရိုးရာနေမှာဂျူကီတွန်းပျော်ရွှင်စွာဆင်နွှဲတဲ့ကွတ်နယ်တွီကီကြတော့ဒန်းစီခြင်းတော့ဒန်းစီတာဘုံဝင်ကျုပ်ပကတ်စီတာဒီလိုတဲ့ပဲနော်ဒန်းစီခြင်းသုံးဝင်ကျုပ်ပကတ်စီခြင်းရှီတော့နှစ်ပန်းပြိုင်ပွဲရှီတော့နှစ်ပန်းပွဲပြီးရင်ရှူစော့ကဲဂျူကီတွန်းကိုက်တင်ပွဲတော့မှာပျော်ရွှင်စွာဆင်နွှဲတဲ့ဂန်ဆုလေဝါဝါကြီးဘဘဒူဝဲနဲ့ဂါမာစာဘောရင်ပြိုင်ပွဲဒုံငီစတွေကဣစွန်နေတာရှိပါတယ်တက်ကြီးရှိကီဆိုတာစကူကောက်လေးကပြားအထက်အောက်ရိုက်တာပေါ့နော်ကပြားအထက်အောက်လှအောင်ရိုက်လောင်အောင်ရိုက်တာစကူလေးကိုခောက်ပြီးတော့မှကပြားနှစ်ခုအောက်မှာတစ်ခုခန္ဓာအပေါ်တစ်ခုကနေအောက်ကတစ်ခုကိုပလက်လောင်အောင်ရိုက်ရတာပေါ့နော်စကူကောက်ရိုက်ရှင်စကူကောက်လှအောင်ရိုက်ရှင်ပြီးဂျေကီရှာကီကြတော့ဒီမှာကြက်တောင်လိုဟာမျိုးပေါ့နော်အမွေးဝါးတက်ထားတဲ့ဒီကြက်တောင်လိုအဝိုင်းပြားလေးကိုမွေးဝါးတက်ထားတဲ့ဒီကြက်တောင်လိုအဝိုင်းပြားလေးကိုရှောင်းနဲ့ခတ်ခြင်းနော်ဒီတော့နဲ့ခတ်ကစားတဲ့ဟာရှွန်နာလီကီဆိုတာကြတော့စွန်လွတ်ခြင်းကတော့တဲ့ချောင်းဆွဲကျူးကင်တော့တာမန်ချိန်မှာပျော်ရွှင်စွာဆင်နွှဲတဲ့နိုရီနေတာကစားနည်းဖြစ်ပါတယ်တဲ့ပြောပေမဲ့ကိုရီးယားမှာကတော့ရှေ့ခေတ်ကလေးစပြီးတော့တဲ့ကစားနည်းတွေကမျိုးရှိခဲ့ပြီးပွဲတော်မှာပျော်ရွှင်စွာဆင်နွှဲတဲ့ရိုးရာကစားနည်းမှာကတော့နှစ်တကူမှာပျော်ရွှင်စွာဆင်နွှဲတဲ့နော်တွီကီရဲ့ဆိုပြောပြပါပြီစီစောကစားနည်းပေါ့နော်တိတာပြအရှိကြီးမှာတစ်ဖက်ကလူရှိရင်နောက်တစ်ဖက်ကနေဆန့်ကျင်ဘက်ကလူကနေပြီးခုံချလိုက်ရင်ဆိုတော့ရက်နေတဲ့လူအပေါ်မြောက်တက်သွားမယ်မြောက်တက်သွားလို့အောက်ကိုပြန်ကျလာပြီးခုံချလိုက်ရင်ဟိုဘက်ကရက်နေတဲ့တစ်ခါမြောက်တက်သွားမယ်ဒီလိုကစားနည်းနော်အဲ့ကစားနည်းကျွန်းလို့တွေဆိုတော့စစ်သားကြောင်လေးတွေမှာသင်္ကေတလေးသတ်မှတ်ထားမယ်ပြီးရင်စစ်သားကြောင်လေးပြစ်ချလိုက်ပြီးပေါ်လာတဲ့သင်္ကေတပေါ်မူတည်ပြီးတော့အကွက်ရွှေ့ကစားတဲ့ကစားနည်းပြီးလို့ချင်းတို့ရိုးရနေမှာပျော်ရွှင်စွာကစားတဲ့ပျော်ရွှင်စွာဆင်နွှဲတဲ့ပေါ့ကိုနယ်တီကီဆိုဒန်စီကျန်တော့ဟိုအပင်မြင့်လို့ဒါမှမဟုတ်ရင်နောက်တစ်ခုငုတ်တိုင်မြင့်နေမှာကျိုးနဲ့တန်းလန်းချပြီးတော့ဒီဒန်းပေါ့နော်ဒါမှမဟုတ်လည်းကျိုးပကတ်ပေါ့အပေါ်မှာထိုင်စီးတာပေါ့ပြီးတော့နဗန်းပြန်ပွဲပြီးလို့ချင်းဒီမှာကောက်တင်ပွဲတော့မှာပါဝင်ပျော်ရွှင်စွာဆင်နေတဲ့ဝိုင်းကြီးပပတ်2ဝေပြီးလို့ချင်းဝေါ်ရင်ပြန်ပွဲပေါ့နော်ဝေါ်ရင်ပြန်ပွဲစသည်ကရှိတယ်ပြီးရင်ကျွန်တော်ကတ်ထူပြရိုက်တာပေါ့နော်ကတ်ထူပြစက်ကို4000လေးတွေခောက်ပြီးကြမှာအောက်ကချထားတဲ့စက်ကိုပြောင်းပြန်လာအပေါ်စက်ကိုကတ်ထူနဲ့ရိုက်ချတာပေါ့နော်ပြစ်ပေါက်ကြီးရိုက်တာပြီးလို့ချင်းဂျေကီချာကီကတော့ဒီဟိုရင်စက်တောင်ရတဲ့ကတုံးတဲ့စက်တောင်လိုဟာမျိုးပေါ့နော်အနီးစက်တောင်ဆိုတာပါဒီမှာအဲ့အဝိုင်းကြားလေးမှာအမွှေးပွားလေးတက်ထားတာအဲ့ဒါကိုခြေထောက်နဲ့တော့တာပေါ့နော်ခြေထောက်နဲ့ခတ်တာပြီးရင်စွန်လှော့တာဒါတွေကကြတော့တဲ့တာမန်ချိန်မှာပျော်ရွှင်စွာဆင်နွှဲတဲ့ကစားနည်းဖြစ်ပါတယ်တဲ့အဲ့တော့ဒီစာပိုက်ကဘာနဲ့ပတ်သက်တဲ့စာပိုက်လဲဆိုရင်အဖြေကနံပါတ်2ရိုးရာကစားနည်းရဲ့အမျိုးအစားနော်နံပါတ်2နဲ့ပတ်သက်တဲ့စာပိုက်ဖြစ်ပါတယ်19ကနေ18ထိကြတော့ down goal ကိုအောက်ပါစာကိုဖတ်ပြီးနေုံကကထုံးကိုဆိုအကြောင်းအရာနဲ့တူတဲ့ຢာကိုကိုရိုချီကိုရွေးချယ်ပါသူကကြတော့စာပိုက်ကိုဖတ်မယ်စာပိုက်ရဲ့အကြောင်းနဲ့တူတဲ့ຢာကိုရွေးပေးရမှာဖြစ်တယ်ဝင်နံပါတ်1ကိုသွားရရင်ဘွန်းကျွဲဖီဟေရုဤဖို့မြန်ဘွန်းကျွဲဆိုတာရာဇဝတ်မှုဖီဟေရုဤတာကကျူးလွန်ခံရတာ
ရာဇဝတ်မှုကျူးလွန်ခံရရင်အီလီကူရဲ့ကျွန်တော်ဟနေတာ119ကိုဖုံးဆက်ပါမယ်ရာဇဝတ်မှုကျူးလွန်ခံရရင်119ကိုဖုံးဆက်မယ်နံပါတ်2ကျောင်းဝခန်းရှိကန်သူတိကျတဲ့အချိန်ကိုအားလျော်ကိုဟာမျိုးတိဖို့ဆိုရင်အားလျော်ကိုဟာမျိုးတိဖို့ဆိုရင်ပြောပါလေအီလီစာ114ကိုကျွန်တော်တို့ဟနေတာဖုံးဆက်ပါတိကျတဲ့အချိန်ကိုတိဖို့ဆိုရင်114ကိုဖုံးဆက်မယ်နံပါတ်3အိုနိုးရဲ့ဤကီတို့အားလျော်ကိုဟာမျိုးဒီနေ့ရဲ့ဤကီကြတော့မိုးလေဝသပေါ့နော်ဒီနေ့မိုးလေဝသကိုအားလျော်ကိုဟာမျိုးသိဖို့ဆိုရင်တဲ့ဒီစမ်းမီရဲ့131ကိုကျွန်တော်တို့ဟာနေတာပုံစပ်ပါမယ်နံပါတ်4ကျွန်တော်ဖုန်းတော်တို့အားလျော်ကိုဟာမျိုးဖုန်းနံပါတ်ကိုသိဖို့ဆိုရင်အီလီရဲ့ကျွန်တော်တို့ဟာနေတာ112ကိုပုံစပ်ပါမယ်ဟုတ်ပြီနောက်ပဲအကြောင်းနဲ့တူတဲ့နံပါတ်ကိုရွှေ့မယ်ဟန်ကူဆန်းဝါတဲ့ကိုရီးယားနေထိုင်မှုမှာယူယောဟန်အသုံးဝင်တဲ့ဂျွန်နာဘွန်နိုဒိုရီဤစုံတွေကဖုန်းနံပါတ်တွေကရှိတယ်။ယေရုသူရဥပမာအပြင်အော်တွန်ဂျန်ဆိုနေရာတစ်ခုခုရဲ့ဂျွန်နာဘွန်နိုဖုန်းနံပါတ်ကိုအာကိုရှိဖူတဲ့နော်ပြီးချင်တဲ့အခါကတော့အီလီစာဘွန်နဲ့ဂျွန်နာတို့ဟာမျိုး114နံပါတ်ကိုတဲ့ဂျွန်နာတို့ဟာမျိုးဖုန်းဆက်ရင်အားလျော်ချုံတွေကပြောပေးပါတယ်တဲ့။ဒါရီကိုပြီးတော့နာရှိရူရာသီဥတုကိုအာကိုရှိဖို့မျိုးသိချင်ရင်ဤစမ်မီပွန်131နံပါတ်131현재လက်ရှိကျောင်းဝခန်းရှိကန်တို့အားကိုရှိဖို့မျိုးကျောင်းဝခန်းတိကျတဲ့ရှိကန်တို့အချိန်ကိုအားကိုရှိဖို့မျိုးသိချင်ရင် EV 6 116နံပါတ်11နံပါတ်116ပေါ့နော်။ရင်ကတ်ကြကေရုတ်တရက်အဖွန်စာရမီစံဂီပေါ်နာနေမကောင်းတဲ့လူကဖြစ်ပွားတာဖြစ်စေဘူရီနဆူတဲ့တော့မီးလောင်တဲ့ခါကတော့ EV ကူပွန်နဲ့နံပါတ်119ကိုကျွန်တော်ဟာမျိုးတမီတာဖုံးဆက်ရင်ရှားပါတယ်တဲ့။ဟိုစာပတ်လေးကိုဗမာလိုပြန်ရှင်းရရင်ကိုရီးယားလူနေမှုဘဝမှာတဲ့အသုံးဝင်တဲ့ဖုန်းနံပါတ်တွေရှိတယ်။ဥပမာအပြင်နေရာတစ်ခုခုရဲ့ဖုန်းနံပါတ်ကိုသိကျင်တယ်ဆိုရင်114ကိုဖုံးဆက်ရင်ပြောပြပေးတယ်။ပြီးတော့ရာသီဥတုကိုသိကျင်တယ်ဆိုရင်131ပေါ့နော်။ပြီးရင်လက်ရှိတိကျတဲ့အချိန်ကိုသိကျင်ရင်116ရုတ်တရက်နေမကောင်းတဲ့လူနာဖြစ်ပေါ်တာတော့မဟုတ်မီးလောင်တဲ့ခါဆိုရင်119ဒါတွေကိုပုံစံရတယ်တဲ့နံပါတ်1ကပြစ်မှုကျူးလွန်ခံရရင်ဘာပါလဲ။ sorry ရာဇဝတ်မှုကျူးလွန်ခံရရင်119ကိုပုံစံမယ်ရာဇဝတ်မှုကျူးလွန်ခံရရင်119ကိုပုံစံမယ်တကယ်119သာကြည့်တဲ့အခါကျပါလေနေမကောင်းတဲ့လူတွေမီးလောင်တဲ့ကိစ္စတွေဖြစ်မှာ119ကိုစမ်းမယ်အဲ့တော့ပြစ်မှုကျူးလွန်ခံရရင်119ကိုစမ်းမှာပေါ့နော်အဲ့တော့နံပါတ်1ကမှားတယ်နံပါတ်2ကတိကျတဲ့ချိန်ကိုသိဖို့ဆိုရင်114ကိုပုံစံရတယ်တဲ့ဒီမှာတက်ကြည့်အောင်လက်ရှိတိကျတဲ့အချိန်ကိုသိချင်ရင်116တယ်နော်ဒီမှာ116ကိုစမ်းမှာတော့နံပါတ်2ကလည်းမှားတယ်နံပါတ်3ကဒီနေ့ရဲ့ရာသီဥတုဒီနေ့ရဲ့မိုးလေဝသပေါ့နော်မိုးလေဝသကိုသိဖို့ဆိုရင်131မိုးလေဝသတက်ကြည့်အောင်โอเคဒီမှာနားရှိရူအားကိုရှိပုံမျိုးရာသီဥတုကိုသိချင်ရင်131ဆိုတော့ပြန်နံပါတ်3မှန်သွားပြီနော်နံပါတ်3မှန်တယ်အဲ့တော့ကျွန်တော်ဘုန်းတော်ဖုန်းနံပါတ်ကိုသိဖို့ဆိုရင်112ကိုဆက်ရမယ်တကယ်112မပါဘူးနော်112မပါအဲ့တော့နံပါတ်4ရလည်းမှားတယ်အဲ့တော့112ကကြာဒီလိုပြမှုနဲ့ဆိုင်တဲ့ဟာကျွန်တော်112ကိုဆက်ရမှာနော်ဟောဒီမှာပြင်နံပါတ်3โอเค18ကိုသွားကြရရင်နံပါတ်18ကလည်းဒီလိုပဲစာပိုက်ရဲ့အကြောင်းအရာနဲ့တူတဲ့ရာကိုရွေးပေးရမှာဖြစ်တယ်နံပါတ်1ဂျာကော့ချီအလုပ်လုပ်ချိန်ဂျာကော့ဘုကဲတန်းချူတို့အလုပ်ခွင်ဝစ်ဆောင်ရဲ့လုပ်ငန်းခွင်ဝစ်ဆောင်ရဲ့တန်းချူတို့ကျဲသီးကိုဂျမ်ကာယာဟန်နေတာတက်ရပါမယ်အလုပ်လုပ်ချိန်မှာအလုပ်ခွင်ဝစ်ဆောင်ရဲ့ကျဲသီးကိုတက်ရမယ်နံပါတ်2ဂျာကော့ကျန်းငယ်ဆောင်တဲ့လုပ်ငန်းခွင်မှာကတော့ချင်းပါကွန်းတို့ဖနက်ကျိုးကိုပူရရဟန်နေတာဖြေရပါမယ်တဲ့ဖနက်ကျိုးကိုဖြေရမယ်နံပါတ်3ဝိစာရမယ်ကအထက်လူကြီးထံဂျုံတဲမာဆိုတာအမြင့်သုံးစကားပါနော်အထက်လူကြီးထံအမြင့်သုံးစကားကိုစာရောင်းဟာဗီဒီယိုက awesome နေတာအသုံးပြုမဲ့လိုအပ်ချက်က awesome နေတာမရှိပါဘူးတဲ့ပြောချင်တဲ့အဓိပ္ပာယ်ကအထက်လူကြီးကိုအမြင့်သုံးစကားပြောစရာမလိုဘူးဆိုတဲ့အဓိပ္ပာယ်နံပါတ်4 RS စာရမှုလက်အောက်ငယ်သားကိုမူချီဟဲတို့တင်နေတာလစ်လျူရှုလဲပဲရှာပါလေတဲ့โอเคစာပိုက်သွားရအောင်ကြည်ကျန်းငယ်ဆောင်တော့လုပ်ငန်းခွင်မှာကတော့ထန်းချောင်းဟာကိုတက်ရပြီးကားကောမာကဲတည်သက်စွာအိုဆူဤပေါ်ရဟန်နေတာဝိစာကိုပေးရမယ်
ဂရီကိုပြီးတော့ဂျာကော့ပိုးကူဟာတဲ့နော်လုပ်ငန်းဝင်ဝစ်ဆောင်ကိုဝတ်တဲ့အခါကတော့ဂျာကော့ပိုးကတန်းရှူလို့လုပ်ငန်းဝင်ဝစ်ဆောင်ရဲ့ကျယ်သည့်ကိုမေဝရဟမ်နေတာတက်ရပါမယ်ဂျာကော့ကျန်းရဲ့ဆောင်းတော့လုပ်ငန်းခွင်မှာကတော့ရှင်ပါကုန်းလူမုကော့နွန်ကြီးဖက်နှက်ကျိုးကိုမုကော့နွန်ကြီးရှိခဲ့လားဆိုတာဝကင်နာစေကိုစစ်စစ်အတည်ပြုပါဂရီကိုပြီးတော့ဝီစာရမဲကဲနော်အထက်လူကြီးထံကတော့ဗန်မာရုစာယုံဟဲ့ဆောနော်အနေသုံးစကားကိုအသုံးပြုရင်ကတော့တဲ့အန်ဒရနေတာမရပါဘူးအာရစာရမှုအထက် sorry အာရစာရမှုလက်အောက်ငယ်သားကိုမူရှိဟာနောဟန်တုံးတို့မူရှိဟာနောနှိလူရှုတဲ့ဟန်တုံးတို့အပြုမှုလဲပဲအာကြီးမာလာယဟမ်နေတာမပြုလို့ရပါဘူးလက်အောက်ငယ်သားကိုနှိလူရှုတဲ့အပြုမှုလဲပဲမလုပ်ရဘူးဝေစာဘလေးကိုပြန်ရှင်းရရင်လုပ်ငန်းခွင်မှာတက်ရက်ပြီးတည်တက်တဲ့ဝေစာကိုဝေရမယ်ပြီးတော့လက်ချက်ကော့ဘူးဟာတဲ့ဒီမှာချက်ကော့ဘူးဟာတဲ့အလုပ်လုပ်တဲ့ခါလို့ပြောချင်တာနော်ကျွန်တော်ဘာသာပြန်မှားပါနဲ့ပြီးတော့ချက်ကော့ဘူးဟာတဲ့နော်အလုပ်လုပ်တဲ့ခါကတော့လုပ်ငန်းခွင်ဝတ်ဆောင်ရဲ့ခြေသေးကိုတက်ရမယ်ပြီးရင်လုပ်ငန်းခွင်မှာကတော့ဖက်နှက်ကျိုးကိုရှိခဲ့လားဆိုတာစစ်စစ်တည်ပြုပါပြီးတော့အထက်လူကြီးထံကတော့အနေသုံးစကားပြောရင်မရဘူးတဲ့အလောက်အောင်ငယ်သားကိုလေ့ယူချူတဲ့ပြုမို့လည်းပဲမလုပ်ရပါဘူးတဲ့အဲ့တော့ဒီမှာပြပါလေနံပါတ်1အလုပ်လုပ်ရှင်လုပ်ငန်းဝင်ဝတ်ဆောင်ရဲ့ကျယ်ဒီကိုတက်ရမယ်ဆိုတာဖြစ်တယ်နော်ပြနံပါတ်1โอเค19ကနေ20ဒေါင်းစောမြောင်းငယ်အောက်ပါရှင်းပြချက်မှာအာမကျွန်းအော်ဝီတို့တင်းတော်မှန်ကန်တဲ့ဩဝါဒကိုကိုရရှိရှိကိုရေးရှင်းပါ19ကနေ20ဒီကအောက်ပါရှင်းပြချက်မှာတင်းတော်မှန်ကန်တဲ့ဩဝါဒကိုရေးရှင်းပါနံပါတ်19ရဲ့တစ်ကတော့ကျောင်းကြီးထော်လာကြီးကျောင်းကြီးထော်လာကြီးပြီးရင်ကြီးကဲချာတော့ပေါကလစ်ကနံပါတ်3ခရင်ဆိုတာကြတော့ကရင်ပေါ့နော်ဟွာမူရှာကပါလေကုံတင်ကဟွာမူရှာကုံတင်ကโอเคမူပေါ်မူကွန်းတို့လေးလံတဲ့ပစ္စည်းကိုသူတော်အိုလျောမတင်ပြီးအားရဝီနာအောက်အထက်အောက်ဖြစ်စေစူဖြောင်းငရိုဘေးတိုက်တို့ဤတုံးရှိခိနောကျွေလျာပြီးတဲ့ဂီကဲအင်မီတာစပ်ဖြစ်ပါတယ်လေးလံတဲ့ပစ္စည်းတွေကိုမတင်ပြီးတော့အထက်အောက်ဖြစ်စေဘေးတိုက်ရွေလျာပြီးတဲ့စပ်ဖြစ်ပါတယ်တဲ့အဲ့တော့ဘာဖြစ်မှာလဲဒီကနံပါတ်3 crate နော် crate နံပါတ်20ရဲ့1ဂုံးကျဲချုံးကဖြတ်တဲ့ငွေစုစုပေါင်းဖြတ်တောက်ငွေစုစုပေါင်းနံပါတ်3 10ကွန်းချုံးကအခွန်ငွေစုစုပေါင်းနံပါတ်3ရွန်ချန်ကွန်းလို့ဆိုတာအချိန်ပိုအလုပ်နံပါတ်4ရှာကန်ကူလို့ညာဆိုင်အလုပ်နံပါတ်20ဘောဘရိုချောင်းငယ်နိုဘောဘရိုဥပဒေဖြင့်ချောင်းငယ်နိုသတ်မှတ်ထားတဲ့ဟာရုကွန်းလို့ရှိကန်နဲ့ဟာရုတရက်ကူလို့ရှိကန်နေဘူးလို့ရှိကနေအလုပ်ချိန်ဖြစ်တဲ့ဗမ်ယောရှိဘူးထောည10နာရီကစပြီးတဲ့10ပြောရဆော့ရှိစာရဲ့မနက်10ပြောအာယုံတက်ချိန်ပေါ့နော်အာယုံတက်ချိန်ရဆော့ရှိစာရဲ့6နာရီချာမှာဤဟာခေါင်းကိုအလုပ်လုပ်မဲ့ချိန်နဲ့ဤတဲဒီကဖြောင်းဆိုးစုရငယ်တာမန်အပူကြီးရဲ့ဤဘေရုជីကုဖမ်နေတာနှစ်ဆကိုထုတ်ပေးပါတယ်တဲ့ဥပဒေဖြင့်သတ်မှတ်ထားတဲ့အလုပ်ချိန်ဖြစ်တဲ့ဘောဘရိုကြောင့်ဥပဒေဖြင့်သတ်မှတ်ပြီးဥပဒေဖြင့်သတ်မှတ်ထားတဲ့အလုပ်ချိန်ဖြစ်တဲ့ည10နာရီကစပြီးတော့တဲ့မနက်6နာရီတော့အာယုံတက်ချိန်6နာရီဆိုတာနော်အာယုံတက်ချိန်6နာရီအာယုံတက်ချိန်6နာရီခြားမှာတဲ့ဤဟာအပြောင်းအလုံးလုံးမဲ့ချိန်နေဒီချိန်မှာတဲ့တာမန်အပူကြီးရဲ့ဒူဖယ်နော်ဤဘက်ဒူဖယ်တို့ជីကုဖမ်နေတာနှစ်ဆကိုထုတ်ပေးပါတယ်တဲ့အဲ့တော့ဒီမှာည10နာရီနဲ့မနက်6နာရီကြာဒီဟာလေးကိုသိရမယ်ည10နာရီနဲ့မနက်6နာရီကြာလောက်တာဆိုရင်ရှာကန်ခုလို့ညဆိုင်အလုပ်လို့အဓိပ္ပာယ်ရနော်ညဆိုင်အလုပ်အဲ့ဒါညဆိုင်အလုပ်လုပ်လို့ချင်းတာမန်အပူကြီးရဲ့နှစ်ဆကိုပေးတယ်နော်နှစ်ဆရတယ်ရှာကန်ခုလို့နော်အရင်နံပါတ်4โอเคဒီဗီဒီယိုဖိုင်ကတော့Z06ရဲ့ကီပုတ်စာ20ကိုရှင်းပြပေးတာဖြစ်တယ်ဒုကီပုတ်စာ20ကိုနောက်ဗီဒီယိုပိုင်းမှာရှင်းပြပေးမယ်ဒီဗီဒီယိုပိုင်းကတော့ဒီလောက်ပါပဲ